အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အခြေခံပြီး14လုံးကိုပေါင်းဆက်ပြီးမှဖြစ်လာတဲ့ပေါင်းဆက်ပြီး5လုံးအကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ပေါင်းဆက်ပြီးအနေနဲ့5လုံးရှိရပေါ့နော်ပေါင်းဆက်ပြီး5လုံးကဘယ်လိုတွေဖြစ်ပေါ်လာရလဲဆိုရင်ပထမအဦးဆုံးအနေနဲ့ဒီစလုံးလေးပေါ့နော်ဒါခါရဲ့ဂါနှစ်ခုကိုပေါင်းတဲ့အခါမှာသူ့ကိုကဆိုပြီးတော့ဖြစ်လာရပေါ့နော်ဂါနှစ်ခုပေါင်းတဲ့အခါမှာကဖြစ်လာရေပေါ့မြန်မာစာနဲ့နည်းနည်းဆက်ပြီးတော့ကြည့်မယ်ဆိုရင်ဒီမှာဂါငယ်နှစ်ခုပေါင်းလိုက်တဲ့အခါမှာဒီလိုကကြီးဆိုပြီးတော့ဖြစ်လာတဲ့သဘောမျိုးပေါ့နော်သူကဒီမှာဂါနှလုံးပေါင်းတဲ့အခါမှာကဆိုပြီးတော့ဖြစ်လာပါတယ်တဲ့နောက်တစ်ခုကကြတော့တဲ့ဒုတိယတစ်လုံးအနေနဲ့ကကြတော့ဓာရဲ့ပေါင်းမယ်တဲ့ဒီဓာရေးရဲ့ကိုပေါင်းပြီးတဲ့အခါမှာတဆိုပြီးတော့ဖြစ်လာတယ်တဲ့တသူ့ကိုတော့တလို့ခေါ်ပါတယ်ဟုတ်ပြီဒါကတော့ဒီဟာလေးကတော့ကလို့ခေါ်ပြီးတော့ဒါလေးကိုတော့တာဝမ်းပူပေါ့နော်မြန်မာလိုတာဝမ်းပူနဲ့ဆင်တူတယ်ပေါ့နော်ဒါကတော့မြန်မာလိုကကြီးနဲ့ဆင်တူတယ်ပေါ့နော်မြန်မာလိုသူ့ကိုကကြီးလို့မှတ်ထားလို့ရမယ်သူ့ကိုတော့တာဝမ်းပူလို့မှတ်ထားလို့ရမယ်ပေါ့နော်ဟုတ်ပြီနောက်ထပ်တစ်လုံးလာမယ်ဒီဟာလေးပေါ့နော်ဒီစလုံးလေးကိုပြောရမယ်ဆိုရင်တဲ့ဘာရဲ့ကိုပေါင်းတဲ့အခါမှာတဲ့ဒီလိုလေးဖြစ်လာရဲပေါ့နော်သူ့ကိုတော့တဲ့ပစမြန်မာလိုပလို့မှတ်ထားလို့ရတယ်ပေါ့နော်ပလို့မှတ်ထားလို့ရပါတယ်ဟုတ်ပြီနောက်ထပ်တစ်လုံးလာမယ်ဒီစလုံးလေးကိုတော့တဲ့ဘယ်လိုခေါ်မလဲဆိုရင်တဲ့ဒီမှာဂျားနှစ်ခုပေါင်းဆက်ပြီးဖြစ်ပေါ်လာတဲ့ဖြီးလေးကိုတော့တဲ့ကြဆိုပြီးတော့အတန်ထွက်တယ်ပေါ့နော်ကြကချီရပင်ကြဆိုပြီးတော့မှတ်ထားလို့ရပါတယ်မြန်မာလိုကြလို့မှတ်ထားလို့ရပါတယ်ဟုတ်ပြီနောက်ဆုံးအလုံးလေးဒီနောက်ဆုံးအလုံးလေးကတော့တဲ့ဒီမှာစလိန်နှစ်ခုပေါင်းလာတဲ့ဟာစလိန်နှစ်ခုပေါင်းထားတာလေးပေါ့နော်စလိန်နှစ်ခုပေါင်းလိုက်မယ်ဆိုရင်တော့တဲ့သူ့ကိုတဲ့မြန်မာလိုစလုံးလို့မှတ်ထားလို့ရမယ်ပေါ့နော်စလုံးသူ့ကိုတော့စလုံးလို့မှတ်ထားလို့ရပါမယ်စလိန်နှစ်ခုပေါင်းပြီးတော့ဖြစ်ပေါ်လာတာလေးကိုစလုံးလို့မှတ်ထားရပါမယ်စလုံးဖြစ်ပါတယ်ဟုတ်ပြီပထမအဆုံးအလုံးကကာဒုတိယအလုံးအနေနဲ့ကတာတတိယအလုံးအနေနဲ့ကပါသရုပ်ထအလုံးအနေနဲ့ကဂျာပြစမမြောက်နောက်ဆုံးအလုံးအနေနဲ့ကတော့စဖြစ်ပါတယ်ကာတာပါဂျာစဆိုပြီးတော့ပေါင်းဆက်ပြီး5လုံးရှိမယ်ပေါ့နော်ဒါကတော့အခြေခံပြီး14လုံးနဲ့ဒီပေါင်းဆက်ပြီး5လုံးကိုအကုန်လုံးပေါင်းစုလိုက်တဲ့အခါမှာစုစုပေါင်းကိုရီးယားစာမှာအခြေခံပြီး16လုံးရှိပါတယ်အခြေခံပြီး16လုံးကိုပြီးသွားပြီဆိုလို့ရှိရင်အခြေခံပြီးပြီးတဲ့နောက်မှာတော့ကိုရီးယားစာလုံးမှာလည်းပေါ့နော်မြန်မာဘာသာမှာလိုပဲပြီးရင်တရလာပါမယ်ဒါလေးကတော့ကိုရီးယားဘာသာစကားမှာရှိရဲ့အခြေခံတရ10လုံးရှိပါတယ်ကိုရီးယားဘာသာစကားမှာအခြေခံတရ10လုံးရှိရပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်အခြေခံတရ10လုံးကိုလေ့လာကြည့်ကြရအောင်ပထမဦးဆုံးအနေနဲ့ဒီတရလေးတွေကဒါကတော့တရလေးတွေရဲ့မူလပုံစံပေါ့နော်ဒါကတော့တရလေးတွေရဲ့မူလပုံစံဖြစ်ပါတယ်ဟုတ်ပြီတရမှာအခြေခံပြီး14လုံးနဲ့ပါတယ်အခရာနဲ့ပေါ့နော်အခရာနဲ့တွဲပြီးတော့ရေးတဲ့အခါမှာလေတရတွေရဲ့မူလအတန်ကပြောင်းမသွားဘူးပေါ့နော်အဲ့အတွက်သူ့ကိုကြည့်ရလွယ်အောင်စလုံးလေးဖြစ်သွားအောင်ပေါ့နော်ကိုရီးယားစလုံးဖြစ်သွားအောင်တရရဲ့မူလပုံစံကိုဒီအခရာနဲ့တွဲပြီးတော့ရေးထားတယ်ပေါ့နော်အခရာနဲ့တွဲပြီးတော့ရေးထားတယ်ဟုတ်ပြီဒီမှာဆိုရင်အခြေခံတရ10လုံးရှိရပေါ့နော်အခြေခံတရ10လုံးကဘာတွေလဲဆိုတာကြည့်လိုက်ကြရအောင်ဒီစလုံးလေးဖြစ်ပါတယ်သူ့ကိုတော့အာလို့ခေါ်ပါတယ်အာရေးချအာနဲ့ဆင်တူတယ်ပေါ့နော်မြန်မာလိုအာလို့ခေါ်ပါတယ်ဟုတ်ပြီဒုတိယစလုံးလာမယ်ဒီစကလုံးလေးပါဒါလေးကိုတော့တဲ့ရှားလို့ခေါ်ပါတယ်ရှားမြန်မာလိုရှားလို့မှတ်ထားလို့ရပါတယ်ဒီမှာရှားဟုတ်ပြီနောက်တစ်လုံးလာမယ်ဒီစလုံးလေးဖြစ်ပါတယ်သူ့ကိုတော့အော်လို့ခေါ်ပါတယ်မြန်မာလိုမှတ်ထားရမယ်ဆိုရင်အော်လို့မှတ်ထားလို့ရပါမယ်အော်အော်ပြီးတဲ့အခါမှာနောက်ထပ်တစ်လုံးလာမယ်ဒီစကလုံးလေးဖြစ်ပါတယ်သူ့ကိုတော့ရောလို့ခေါ်ပါတယ်ရောသူကတော့ရောဖြစ်ပါတယ်ဟုတ်ပြီရောပြီးသွားတဲ့အခါမှာနောက်ထပ်ဒီစာရန်လေးပေါ့နော်ဒီစာရန်လေးပထမအဦးဆုံးအနေနဲ့ဒီဟာလေးကိုဘယ်လိုအတန်ထွက်လဲဆိုတော့အိုးလို့အတန်ထွက်ပါသူ့ကိုတော့အိုလို့အတန်ထွက်တယ်ပေါ့နော်အိုမြန်မာလိုအိုလို့မှတ်ထားလို့ရပါမယ်နောက်ထပ်တစ်လုံးလာမယ်ဒီစကားလုံးလေးကတော့မြန်မာလိုရိုးဆိုပြီးတော့မှတ်ထားလို့ရပါတယ်ရိုး
ယူဖြစ်ပါတယ်နောက်ထပ်တစ်လုံးဒီစကားလုံးလေးကတော့ဦးမြန်မာလိုဦးလို့မှတ်ထားလို့ရပါမယ်ဦးနောက်ထပ်ဒီစကားလုံးလေးလာမယ်သူကတော့သူ့ကိုတော့ယူလို့မှတ်ထားလို့ရပါမယ်ယူသူ့ရဲ့နာမည်ကတော့ယူဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်အစအနေပြန်ပြောမယ်နော်အာယာအောယောအိုယိုဦးယူဆိုပြီးတော့အခြေခံတရားရှစ်လုံးပြီးသွားပြီပေါ့နော်ရှစ်လုံးပြီးတဲ့ခါမှာနောက်ထပ်ဒီစကားလုံးလေးကိုခြံထားခဲ့မယ်ပေါ့နော်အဲ့ဒါလေးကအရင်အရေးကြီးတဲ့အတွက်နောက်ထပ်ဒီတစ်ခုကိုကြော်ပြီးတော့ပြောမယ်ပေါ့နော်ဒါလေးကတော့သူ့ကိုတော့အီလို့ထွက်ရပါမယ်အီမြန်မာလိုအနေနဲ့သူ့ကိုအီလို့မှတ်ထားလို့ရပါမယ်အီဖြစ်ပါတယ်ဟုတ်ပြီအီပြီးသွားလို့ရှိရင်အစကနေပြန်ပြောမယ်နော်အာယာအောယောအိုယိုဦးယူဒါလေးကတော့အီလို့ခေါ်ပါတယ်ဟုတ်ပြီခြံထားခဲ့တဲ့စကားလုံးလေးကိုပြောရအောင်သူကကြတော့မြန်မာဘာသာစကားမှာပေါ့နော်မြန်မာတန်မှာဒီလိုအတန်မရှိဘူးပေါ့အဲ့ဒီအတွက်ကြောင့်မို့လို့သူ့ကိုအတန်ထွက်တဲ့ခါမှာအရင်အရေးကြီးပါတယ်မှားလို့မရပါဘူးမြန်မာလူမျိုးတွေအနေနဲ့သူ့ကိုအတန်စင်တူအောင်အတန်ကိုတထက်သေးကြအောင်တေချာထွက်ရမယ်ပေါ့နော်မြန်မာစကားမြန်မာဘာသာစကားတွေနေ့စဉ်စကားပြောနေတဲ့အထဲမှာဒီအတန်လေးကမပါဘူးပေါ့နော်အဲ့ဒီတော့ဒီအတန်လေးကိုဘယ်လိုထွက်ရမလဲဆိုလို့ရှိရင်တဲ့လို့ထွက်ရပါမယ်လို့ထွက်ရပါမယ်ဥမဟုတ်သလိုဦးလည်းမဟုတ်ဘူးเนาะဥမဟုတ်သလိုဦးလည်းမဟုတ်ဘူးသူ့ကိုဘယ်လိုထွက်ရမလဲဆိုရင်သူ့ကိုအတန်ထွက်တဲ့အခါမှာအပေါ်သွားနဲ့အောက်သွားကိုထိမယ်နှကန်းအပေါ်နှကန်းနဲ့အောက်နှကန်းကိုအပေါ်နှကန်းနဲ့အောက်နှကန်းကိုခွာထားမယ်အပေါ်သွားနဲ့အောက်သွားကိုတော့ထိထားမယ်အဲ့လိုထိထားပြီးတဲ့အခါမှာရင်ကောင်းတွေကလာတဲ့ရင်ကောင်းတန်နဲ့ဆိုပြီးတော့ထွက်ရပါမယ်ဆိုပြီးတော့ထွက်ရပါမယ်တေချာလိုက်ထွက်ကြည့်ပါဆိုပြီးတော့ထွက်ရပါမယ်အဲ့ဒီတော့အခြေခံတရားဒါကတော့အခြေခံတရား10လုံးဖြစ်ပါတယ်ဟုတ်ပြီအခြေခံတရား10လုံးကိုအစအနေပြန်ရွတ်ပြပါမယ်အာယာအောယောအိုယိုဦးယူအီဆိုပြီးတော့အခြေခံတရား10လုံးရှိပါတယ်အခြေခံတရား10လုံးပြီးသွားတဲ့အခါမှာတော့တဲ့ဒီအခြေခံတရား10လုံးကိုပေါင်းစပ်ပြီးတော့ဖြစ်လာတဲ့ပေါင်းဆက်တရားတွေရှိရပေါ့နော်အဲ့ဒီတော့ပေါင်းဆက်တရားကိုမစခင်မှာဒီအခြေခံတရား10လုံးနဲ့အခြေခံတရား10လုံးနဲ့အခြေခံပြီး16လုံးရှိရပေါ့နော်အဲ့ဒီတော့ဒီအခြေခံတရား10လုံးနဲ့အခြေခံပြီး16လုံးရဲ့တွဲပြီးတော့သုံးရတဲ့အတွင်းကြီးကိုနောက်ထပ်ဗီဒီယိုမှာဆက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်လို့နောက်ဗီဒီယိုကိုစောင့်ကြည့်ကြဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်ရှင်အဲ့ဒီတော့ကျောင်းသားတွေအားလုံးနားလည်မယ်လို့ထင်ပါတယ်တကယ်လို့နားမလည်တာမရှင်းတာနားလည်ဖို့နားထောင်ဖို့အဆင်မပြေတာလေးလာလို့အဆင်မပြေတာရှိလို့ရှိရင်လည်းကွန်မန့်မှာနားမလည်တဲ့အကြောင်းအရာနားမလည်တဲ့နေရာကိုပြန်ပြီးတော့မေးထားခဲ့လို့ရပါတယ်နောက်ကြလို့ရှိရင်တေချာဖြေပေးပါမယ်ကျောင်းသားတွေအားလုံးလေးလာရတာအဆင်ပြေကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်